ဒီနေ့ဝမ်းသာစရာလေးတစ်ခုရှိပါတယ်ကိုအားတီလို့အများခေါ်ကြတယ်ကိုဖုံးပြေကျော်ကသူအားအသာဆုံးကစားနည်းမဟုတ်တဲ့စနူကာမှာဝင်ရောက်ရှင်ပြိုင်နေတာပါပြိုင်ဘက်ကစားသမားကိုနိုင်ပြီးတော့မှကွာတာဖိုင်နယ်ကိုတက်ရောက်သွားပြီပဲဖြစ်ပါတယ်ကိုအားတီကတော့တောင်ကြီးမှာမွေးပြီးတော့မှတောင်ကြီးတာကိုကန့်လူမျိုးပါဘီလီယက်မှာဆိုလို့ရှိရင်နိုင်ဘောရဲ့စနူကာရဲ့ဘီလီယက်ရဲ့ရှိတာပေါ့နော်ကိုအားတီကတော့ဒီနိုင်ဘောမှာဆိုလို့ရှိရင်ရွှေတစိ၄ခုရရှိထားတာပါဒါပေမဲ့ဒီနေ့စီးဂိမ်းမှာတော့သူအားတာတဲ့နိုင်ဘောကိုဖြုတ်လိုက်လို့သူ့ကိုယ်သူလည်း challenge လုပ်တဲ့အနေနဲ့စနူကာမှာဝင်ရောက်ရှင်ပြိုင်တာပါသူအားမတာတဲ့ဒီစနူကာမှာဝင်ပြိုင်တာတော့မှပေါ့နော်ဒီ best of 7ကစားတဲ့ပွဲမှာဆိုလို့ရှိရင်ဒါအင်ဒို၄ပွဲပြည့်အနိုင်ရပြီးတော့မှ quarter final ကိုတက်သွားတာပါမနေ့ဖြတ်မှာဆိုလို့ရှိရင် quarter မှာဆိုရင်မလေးရှားပြိုင်ဘက်နဲ့မနေ့10နာရီမှာပြိုင်ရမှာသူ interview လေးတွေမှာဆိုလို့ရှိရင်ပေါ့နော်အားပေးဖို့အတွက်ပြောထားတာလေးတွေကိုတွေ့ရတယ်သူအားပေးကြမယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတရုတ်ဘက်မှာ professional ကစားနေတဲ့ပွဲဆိုလို့ရှိရင်ဒါ quarter final တောင်မှရောက်နေပြီစုချင်းငွေအနေနဲ့ဆိုလို့ရှိရင်3600လောက်ကိုရှိတာတောင်မှသူကလူစားထိုးပြီးတော့မှမြန်မာပြည်အတွက်ကိုပြန်လာပြီးတော့ကစားပေးနေတာမို့လို့အနိုင်ရရှိပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့တူတူအားပေးကြမယ်နော်